ကျိုးလွန်သူဟာကိုများဖြစ်နေပါလားလူတိုင်းကတော့အမားနဲ့မကင်းကြပါဘူးကျွန်တော်ဆိုရင်အမြဲမှားနေတာတချို့အမားတွေကအမားမှန်းသိသိနဲ့ကြည်ကြည်နက်နက်မှားကြတာတချို့အမားတွေကြတော့အမားမှန်းမသိဘူးလေကျိုးလွန်ပြီးသွားတာကိုလည်းဘာမှမလုပ်ရပဲနဲ့တရခံလို့အဆွဆွခံရရင်တော့ဘယ်သူမှကြိုက်မှာမဟုတ်ဒါကြောင့်ကျိုးလွန်တဲ့သူကကိုမဖြစ်ရလေတော့တချို့အရာတွေမှာသတိကပ်ပြီးဆင်ခြင်မိစေဖို့ရည်ရွယ်ပါတယ်။တင်ငယ်စိတ်ဒါမှမဟုတ်အငုံစိတ်ဟာလောကကိုဖျက်ဆီးနိုင်လောက်အနေရကြီးပါတယ်။တချို့မိဘတွေကသားသမီးတွေရဲ့တိုးတက်မှုအတွက်မခံချင်စိတ်ကိုတွန်းအားအနေနဲ့အသုံးပြုပြီးတခြားသူတွေနဲ့ရှင်ပြိုင်ခိုင်းတတ်ကြတယ်။ဘသူကတော့တော်တယ်။ဘသူ့ကိုမှီအောင်ကြိုးစားပါလားစသဖြင့်ပေါ့။တချို့နိုင်ချင်မှုတွေကတော့အဲ့ဒီထက်ပိုပြီးတော့ဒီဂရီမြတ်တယ်။အဲ့ဒီနိုင်ချင်ခြင်းကိစ္စကျွန်တော်မပြောလဲအရန်ကွန်ဖော့ဖြစ်ပြီးအဖြစ်များတယ်ဆိုတာရောမိမိသားသမီးကိုတခြားသူတွေနဲ့ရှင်းတာမကောင်းဘူးဆိုတာကိုသိနိုင်ကြပါတယ်။နောက်တစ်ခုအဖြစ်များတာသားသမီးအချင်းချင်းတန်းတူညီမျှမျက်နှာမပေးနိုင်တဲ့ကိစ္စပါ။မိဘမှန်ရင်သားသမီးကိုအထူးထူးချစ်ကြတာကြီးပဲလို့ပြောရတော့ကျွန်တော်ကတော့လက်မခံဘူး။မိဘတွေကအကြောင်းမဲ့အတလူကြီးလေသူတို့ချစ်ရှင်တဲ့သူကိုချစ်တတ်ကြတယ်။တစ်ခါတလေမှာ तू ကအားနေလို့ तू ကမပြည့်စုံလို့ तू ကဆိုးလို့ဆိုတဲ့အကြောင်းပြချက်မြောင်များစွာနဲ့သူတို့ချစ်ချင်တဲ့သူကိုချစ်တတ်ကြတယ်။ inferiority complex ဆိုတဲ့အငုံစိတ်ရဲ့အခြေခံဟာနိုင်ရှင်ပုံပါ။ဘာသာရေးရှုထောင့်ရခြင်းမာနနဲ့ဂိုင်းတူလို့အငုံစိတ်နဲ့မာနဟာတွေ့တော့ပြီးပေါ်ပါပဲ။ inferior ဖြစ်တယ်ပဲပြောပြော superior ဖြစ်တယ်ပဲဆိုသူများထက်နှိပ်ပါနေတယ်လို့တင်ငယ်စိတ်ကပဲဖြစ်ဖြစ်သူများထက်တာပါတယ်လို့အဝင်စိတ်ကပဲဖြစ်ဖြစ်အဲ့ဒါတွေအားလုံးကနှိုက်ရှင်စိတ်ကနေဖြစ်လာတာအတူတူပဲသားသမီးတွေရဲ့ရှင်ထဲမှာဖြစ်တည်လာတဲ့အငုံစိတ်တို့သူများထက်အခွင့်ထူးခံဖြစ်ရှင်တဲ့အตาရလိုတဲ့စိတ်တို့ကိုယ့်ထက်တာတဲ့သူမနာလိုတဲ့စိတ်တို့သူများရဲ့အောင်မြင်မှုအပေါ်မုဒိတာမပွားနိုင်တဲ့စိတ်တို့မိဘတွေကပဲကလေးတွေစီကိုငယ်ငယ်တွေကမတိမတာရိုက်ထည့်ပေးမိတတ်ကြတာကိုယ်တိုင်ကကိုသားသမီးကိုသူများထက်တာလွန်မြင်မာတာကိုပဲလိုချင်တယ်ကိုသားသမီးရဲ့အောင်မြင်မှုထူးချွန်မှုပေါ်မှာတာယာဂုဏ်ယူခြင်းတဲ့အတ္တကိုသားသမီးပေါ်ထားတဲ့မေတ္တာလိုလွယ်မခံယူတတ်ကြတယ်လို့ပြောရင်ကျွန်တော်ကတော့မိဘမေတ္တာစော်ကားတဲ့သူလို့သတ်မှတ်ခံမှာမသိစော်ကားပြမလို့တဲ့စိတ်တော့မရှိရပါသိကြပါတယ်ဘယ်ကိုချင်းစားတယ်မလဲနင်ကသားသမီးကမရှိတာလို့ပြောရင်ခံရမှာပဲဒါပေမဲ့ကျွန်တော်မိဘမဖြစ်ဘူးပဲသားသမီးဖြစ်ဘူးလို့သားသမီးတယောက်ရဲ့ခံစားချက်ကိုကောင်းကောင်းနားလည်ပါတယ်သားသမီးဆိုတာမိဘကတန်းတူညီမျှချစ်တာကိုပဲခံစားချင်ကြတာဥပမာငါ့ကိုညီလေးလောက်မချစ်ဘူးလို့ခံစားနေရတဲ့သားအလက်တယောက်မှာတရားပါသွားနိုင်တဲ့စိတ်ဓာတ်ရှိနိုင်ပါတယ်တချို့အခွင့်အရေးတွေကတစ်သက်လုံးရနေမယ်လို့ထင်ပါတယ်ကိုတန်းတို့ညီမမြတ်တာမပေးခဲ့တဲ့သားသမီးဟာကိုနဲ့သက်ဆုံးတိုင်အသက်ရှင်နေမယ်လို့မယူဆပါနဲ့အချိန်မရွေးကိုနှုတ်ဆက်ထွက်ခွာသွားနိုင်ပါတယ်အဲ့ဒီခါကျရင်ထွက်သွားသူလည်းတရားတွေနဲ့ကြံခဲ့တဲ့သူလည်းနောင်တတွေနဲ့ဖြစ်နေတတ်ပါတယ်သားသမီးဆိုတာအောင်မြင်နေတဲ့သူဖြစ်စေကြာဆုံးနေတဲ့သူဖြစ်စေချမ်းသာတဲ့သူဖြစ်စေဆင်းရဲတဲ့သူဖြစ်စေမိဘမြတ်တာကိုဓာတ်တို့မျှော်လင့်တတ်ကြတယ်ငါ့ကိုကြောင့်မချစ်ဘူးဆိုတဲ့စိတ်နဲ့အားငယ်တတ်ကြပါတယ်ကိုမွေးထားတဲ့သားသမီးတွေထဲမှာချစ်ချင်တဲ့သူကိုချစ်ပိုင်ခွင့်မိဘတွေမှာရှိတယ်ဆိုရင်လည်းတခြားသားသမီးတွေမရိပ်မိအောင်သူတို့တိတ်တိတ်နေတတ်ပါတယ်ရင်ထဲကပိုချစ်နေတာမတားပါဘူးကလေးတွေရဲ့အောင်မြင်မှုသူ့ရဲ့တကူကြီးတိုးတက်မှုနဲ့မတိုင်းတာပဲတကယ်ချင်းဘယ်တရားကိုကိုကြီးနိုင်လဲပေါင်းသင်းဆက်ဆံရေးဘယ်လောက်ကောင်းလဲတင်းမွတ်နဲ့ဘယ်လောက်အဆင်ပြေနိုင်လဲစတဲ့အချက်တွေနဲ့တိုင်းတာတဲ့ပတ်ဝန်းကျင်မှာကြီးပြရမယ်ဆိုရင်ကလေးတွေဟာအရန်ကိုလုံခြုံတွေးထွေးပြီးပျော်စရာကောင်းတဲ့ဘဝတွေနဲ့ကြီးပြခွင့်ရမယ်လို့ထင်တာပါပဲဘသူ့ကိုတောင်းစူးစမ်းနိုင်ရင်ဘာဆူချမယ်ဆိုတာမျိုးထက်သားအခန်းထဲမှာစာမလိုက်နိုင်တဲ့ကျောင်းသားကိုလက်တွဲခေါ်ပြီးကိုညီဖေးမနိုင်ရင်ဆိုတာမျိုးကလေးတွေကိုလမ်းပြပေးသိကောင်းပါပဲကလေးတိုင်းကသူ့ဗီဇာနဲ့သူ့ဝါဒနာနဲ့သူဆိုတာလက်ခံပြီးဘ
ယ်သူနဲ့မှမနိုင်ရှင်တဲ့ဘီဂျွာဆက်ဆိုတဲ့စိတ်ကိုသွင်းပေးနိုင်ရင်အဲ့ဒီကလေးကိုတစ်သက်လုံးစိတ်ချမ်းသာစေတဲ့လက်ဆောင်ကိုအမွေပေးလိုက်တာနဲ့အတူတူပါပဲရှင်ပြန်ခြင်းတွေကပဲစိတ်ပင်ပန်းမှုကိုဖြစ်စေတာပါမရှင်ပြိုင်မဲ့ကိုယ့်ဟာကိုယ်ကြိုးစားတဲ့အောင်မြင်မှုဆိုတာရနိုင်ပါတယ်မိမိစိတ်နဲ့ပဲသက်ဆိုင်လို့ပါတကယ်တော့သားသမီးနဲ့မိဘမှာမဟုတ်ပါဘူးဘယ်လူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ရှင်ပြိုင်မှုတွေမနာလိုမှုတွေအဲ့ဒါတွေကအယုတ်ဆိုးပါတယ်ဖယ်ကျင်မှုတွေနှိမ့်ချမှုတွေခွဲခြားဆက်ဆံမှုတွေကအကြီးတန်းတယ်ဆင်းရဲချမ်းသာမျိုးဖေးမှကူညီတတ်တဲ့စိတ်ထားလေးတွေနဲ့သူများအောင်မြင်ရေးကိုရှေ့ရှုပြီးကိုအားနှုတ်အားမေတ္တာဆွမ်းအားနဲ့အရှင်းရှင်းရိုင်းပင်းစောင့်ရှောက်ကြတဲ့ပတ်ဝန်းကျင်ဆိုရင်အယံကိုသာအချမ်းပါပါပဲကလေးငယ်ဘဝကလေးကသတိတည်လာတဲ့အငုံစိတ်မနာလိုစိတ်သူများနဲ့ရှင်ပြီးတာချင်တဲ့စိတ်အိဆာမစ္စရိယစိတ်တွေဟာလောကရဲ့အလားတရားတွေကဖြတ်စည်းနိုင်လို့ကျွန်တော်တို့ရဲ့ကလေးတွေကိုနှိုင်းချင်မှုမျိုးကိုအခြေခံတဲ့အကုသိုလ်စိတ်တွေမျိုးစိတ်ချပေးနေမယ်ဆိုရင်မရည်ရွယ်ပဲကျိုးလွန်တဲ့သူဟာကိုဖြစ်သွားနိုင်ပါတယ်အားလုံးပဲကျိုးလွန်သူဘဝကနေလွတ်မြောက်နိုင်ကြပါစေ